ဒီအခြေအနေကလည်းပြီးသွားမှာပါဘယင်ကြီးတစ်ပါးကသူ့ရဲ့ပညာရှိအမတ်ကြီးကိုမဲဖူးတယ်ငါဝမ်းနေနေတဲ့အချိန်ဖက်လိုက်ရင်ပျော်သွားစေရမယ်ငါပျော်နေတဲ့အချိန်ဖက်လိုက်ရင်တတိဝင်သွားစေရမယ်အဲ့ဒီလိုအခြေအနေနှစ်ခုစလုံးနဲ့ကိုက်ငင်မဲ့စာတစ်ကြောင်းလောက်ရေးပေးပါတဲ့အဲ့ဒီအခါအမတ်ကြီးရေးပေးလိုက်တဲ့စာသားက This too shall pass ဒီအခြေအနေကလည်းပြီးသွားမှာပါတဲ့လူတွေကဒုက္ခရောက်နေတဲ့အချိန်ဆိုရင်ဒီဒုက္ခဘယ်တော့မှပြီးတော့မှာမဟုတ်ဘူးတစ်သက်လုံးဒီလိုပဲနေသွားရတော့မှာလို့ထင်ပြီးစိတ်တက်ကြတယ်တကယ်တော့ညဘလောက်ပဲမှောင်မနဲ့လင်းရစမြဲပါမိုးဘလောက်ပဲသေးတစ်ချိန်ကြရင်တိတ်သွားမှာပါပဲကိုဖြတ်တန်းနေရတဲ့အခက်အခဲဆိုတာဘဝစာအုပ်ကြီးရဲ့အခန်းတစ်ခန်း chapter ပဲဖြစ်ပါလိမ့်မယ်စာအုပ်တစ်အုပ်လုံးမဟုတ်ပါဘူးတစ်ဖက်မှာလည်းအောင်မြင်မှုတွေရပြီးပျော်ရွှင်နေတဲ့အချိန်မှာဒီစာသားကိုတတိယတင်တယ်ကိုယ့်ရဲ့ယာထူကိုယ့်ရဲ့ငွေကြေးကိုယ့်ရဲ့ကြိုးကြားမှုတွေကထာဝရမဟုတ်ပါဘူးရေလှိုင်းတွေလိုပါပဲတက်ပြေးရင်ပြန်ကျသွားတတ်တယ်ဒါကိုတတိမမူမိပဲမောက်မာမိလိုက်ရင်ပြန်ကျချိန်မှာအထိနာတတ်တယ်ငါလောက်တော်တဲ့သူမရှိဘူးလို့တွဲမိတိုင်းဒီအခြေအနေကလည်းပြီးသွားမှာပါလို့တွဲလိုက်ရင်ခြေထောက်ကမြေကြီးပေါ်ပြန်ရောက်လာလိမ့်မယ်စိတ်ခံစားမှု emotion တွေဆိုတာဧည့်သည်တွေနဲ့တူတယ်ပျော်ရွှင်မှုဆိုတဲ့ဧည့်သည်လာလေရင်ကောင်းကောင်းဧည့်ခံလိုက်ပါဒါပေမဲ့သူကပြန်သွားမဲ့သူဆိုတာသိထားပါဝမ်းနည်းမှုဆိုတဲ့ဧည့်သည်လာရင်လဲတကားဖွင့်ပေးလိုက်ပါသူလဲပြီးရင်ပြန်သွားမှာပဲဧည့်သည်ကိုအင်ရှင်အမှတ်နဲ့ဆွဲလန်းထားမိရင်သာကိုစိတ်ဆင်းရဲရတာလာသမျှဖြစ်ပျက်သမျှကိုခဏတာပါလားလို့ရှုမြင်တတ်ရင်စိတ်ကအများကြီးပေါ့ပါသွားတယ်အရာရာဟာအပြောင်းအလဲချိန်နဲ့မကင်းဘူးချစ်သူတွေလမ်းခွဲကြတယ်တငယ်ချင်းတွေစင်ကားသွားကြတယ်ကျမ်းမာတဲ့သူကဖျားနာလာတယ်နှုတ်ပြိုတဲ့သူကအိုမြင်းလာတယ်ဒါတွေကတဘာဝတရားတွေဒါကိုလည်းမခံနိုင်ပဲဘာလို့ပြောင်းလဲသွားရတာလဲလို့မဲခွန်းထုတ်ပြီးငိုကြွေးနေရင်ကိုပဲပြင်ပန်းမယ်ပြောင်းလဲခြင်းကိုလက်ခံပြီးလက်လျောင်းရည်ထွေနေတတ်သူ adaptable person ကတာဘဝမှာအရှင်တန်နိုင်ဆုံးဖြစ်ပါတယ်ဘဝမှာအကောင်းဆုံးနေထိုင်နေကအတက်မှာလဲသိမပြောနဲ့အကြမှာလဲသိမငုံနဲ့ဆိုတဲ့နေပဲကောင်းတာတွေဖြစ်လာရင်ကျေးဇူးပါဒါပေမဲ့ဒါလေးပြီးသွားမှာပါဆိုးတာတွေဖြစ်လာရင်โอเคဒါလေးပြီးသွားမှာပါအဲ့ဒီလိုထိန်းထားနိုင်ရင်လောကဒဏ်လှိုင်းတပူးတွေဘလောက်ကြမ်းကိုယ်လှဲလဲကနစ်မြုံမသွားပဲငိမ့်လဲသွားနေမှသိချပါတယ်တင့်မှာအစင်မပြေမှုတွေရှိလားအားမငယ်ပါနဲ့ခဏနေရင်ပြီးသွားမှာပါပြစ္ဆုတ်ပန်တက်တဲ့မှာတင်းငင်စွာနေထိုင်ခြင်းကသာအစစ်အမှန်ပါပဲ